သူများကိုအပြစ်တင်တာသူများကိုကဲ့ရဲ့တာဟာကိုယ့်ပေါ်မှာပြန်ပြီးတော့ကြာရောက်တတ်တယ်ကြီးမားတဲ့အပြစ်တစ်ခုပြန်လေကိုယ်ကြောက်ဒါကိုအလွန်တတိထားเสียကောင်းလောကလူတွေဟာအပြစ်တင်တာလဲလွယ်လွယ်ကူနဲ့လှုပ်တတ်တယ်ကဲ့ရဲ့တာလဲလွယ်လွယ်ကူနဲ့လှုပ်တတ်တယ်မြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့အဆုံးအမကိုဒီနေရာမှာမှတ်သားသင့်တယ်ပေါ့ဒါနေ့စဉ်ဘဝမှာအရေးကြီးတယ်ပေါ့လူတိုင်းလူတိုင်းရဲ့နေ့စဉ်ဘဝမှာနှုတ်ကိုစောင့်စည်းခြင်းဆိုတဲ့နှုတ်ကိုစီကံချက်ထားတာအမတန်မှတန်ဖိုးရှိတယ်လူလောကမှာလှုပ်နေကြတာနှုတ်နဲ့ပြောတာရဲ့ကိုယ်တည်းလက်ရောက်လှုပ်တာရဲ့ဒီနှစ်ခုပဲရှိတယ်အဲ့ဒီလိုနှုတ်နဲ့ပြောကိုယ်တည်းလက်ရောက်လှုပ်တာဟာအမှားယွင်းမရှိအောင်တတိထားပြီးတော့ဆောင်ရွက်ကြရမှာဖြစ်တယ်အေးပြစ်တင်မှုကဲ့ရဲ့မှုနဲ့ပတ်သက်ပြီးသူတစ်ပါးရဲ့အပြစ်ကိုရှုမြင်တဲ့ဟာရှုမြင်တိုင်းကောင်းသလား